အားလုံးပဲမင်္ဂလာပါအဒါပါမစ်ဆွဲရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့အဒါပါကျွန်တော်လီဗာပူးအသင်းရဆိုလို့ရှိရင် Premier League ပွဲစဉ်32အနေနဲ့ West Ham United အသင်းတို့ကျွန်တော်တို့အိမ်ကွင်း Anfield မှာလက်ခံရှင်ပန်ကစားခဲ့ရတာလည်းဖြစ်ပါတယ်ဒါဒီပွဲစဉ်လာဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့မတစားခင်မှာကျွန်တော်တို့ရဲ့အဓိကအပြိုင်ဘက်ဖြစ်တဲ့ Arsenal အသင်းတော်ပေါ့နော်မနေ့က Brentford အသင်းတို့ 1-1 နဲ့တည်ကြပါရတဲ့အတွက်ကျွန်တော်တို့ဒီနောက်ထပ်3ပွဲပဲအနိုင်ရအောင်ကစားဖို့လိုမယ်အဲဒီ3ပွဲသာအနိုင်ရအောင်ဇက်တိုက်ကစားနိုင်မယ်ဆိုလို့ရှိရင်ဒီလကုန်လောက်မှာပဲကျွန်တော်တို့အနေနဲ့ဒါ Premier League Champion ဆုကိုစခူးနိုင်မယ်ပေါ့နော်တရဖူကိုစောင်းနိုင်မယ်အနေထားမှာကျွန်တော်တို့ရှိတယ်အဲ့အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းအနေနဲ့ဒါတကယ်တော့အသေးချပြင်ဆင်လာတဲ့အနေထားတချို့ကိုလည်းမြင်တွေ့ခဲ့ရတယ်ကျွန်တော်တို့ပွဲစဉ်တွေလို့ပြောတဲ့အခါမှာအများအားပြောသလိုပဲပေါ့နော်ဒါနီးပြရဲ့ဘောလုံးပွဲမတိုင်လေ pre-match plan တွေရှိမယ်ပြီးတော့လို့ရှိရင်ပွဲထဲမှာရှိမယ် in-game plan တွေကျွန်တော်တို့ဒါရှိမယ်ပေါ့နော် pre-match plan တွေမှာဆိုလို့ရှိရင် Arne Slot အနေနဲ့အသေးချပြင်ဆင်လာထဲတာလို့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဘာတွေတော့တက်တည်ပြနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒီပရမပိုင်းမှာပြသခဲ့တဲ့ခြေစွမ်းတွေပြီးတော့လို့ရှိရင်ဒီပရမပိုင်းမှာစောစစ်စီရတဲ့သွင်းဂိုးတွေကိုကြည့်ခြင်းအပြင်ဒါကျွန်တော်တို့ Arne Slot ရဲ့ပရမအဦးဆုံး game plan ကအဆင်ပြေခဲ့တယ်ဆိုတဲ့ဟာလိုမြင်တွေ့ရရတယ်ဒါပေမဲ့လည်းပွဲကြာလာတာနဲ့အများကျွန်တော်တို့ဒီ West Ham United အသင်းရဲ့နီးပြဖြစ်တဲ့ Graham Potter ရဲ့ပေါ့နော်သူရဲ့ဒီ in-game နဲ့မှာရှိတဲ့ in-game plan ကအထူးသဖြင့်တော့ဒီပရမပိုင်းအပြီးချိန်မှာသူရဲ့လုပ်ခဲ့တဲ့ tactical switch တွေကဒါ Liverpool အသင်းပေါ်မှာတော်တော်လေးထိရောက်မှုရှိခဲ့တယ်အဲ့တော့ဆိုလို့ရှိရင်ဒုတိယပိုင်းမှာ Liverpool အသင်းရဲ့ခြေစွမ်းတော့ဒါကျွန်တော်တို့တော်တော်လေးကိုရုန်းကန်နေရတဲ့အနေထားပါရှိတဲ့အတွက်ဒါကျွန်တော်တို့ဒါကတော့နီးပြ2ယောက်ရဲ့ဒီ in-game ထဲမှာတကယ်ပွဲရစားတဲ့အနေထားမှာမြင်တွေ့ရတဲ့ဒါ tactical ဘိုင်းချဆိုင်ရတယ်ပေါ့နော်ဒီ tactical ဘိုင်းဆိုင်ရနဲ့မဆိုင်ဘဲနဲ့တခြားဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒါ Liverpool အသင်းအနေနဲ့ပွဲစားမှာဆင်ပြေတယ်ဒါပေမဲ့ဒီမိနစ်30ကျော်လာပြီးတဲ့အချိန်ကနေစပြီးတော့ဒီဒုတိယပိုင်းတစ်လျှောက်လုံးကျွန်တော်တို့ဒီချေပါဒရိုပေးအေးခဲ့ရတဲ့အချိန်မှာ86မိနစ်လောက်ထိဆိုလို့ရှိရင် Liverpool အသင်းရဲ့အနေထားကတော်တော်လေးကိုဆိုးရွားတဲ့အနေထားပါရှိတယ်ပေါ့နော်အထူးသဖြင့်ဒါ second ball တွေကိုမရယူနိုင်တဲ့အနေထားကဆိုးရွားတဲ့အနေထားဒီ second ball တွေအနေထားဆိုတာမှာလည်းဒီ West Ham United အသင်းကတင်လိုက်တဲ့ဟာတွေမှာကျွန်တော်တို့ဒီ goal လေအထူးသဖြင့် goal လေဘက်ကနေပြန်ရပြီးပြန်တိုက်ချတဲ့ဘောလုံးတွေရှိတယ်အဲ့ဘောလုံးတွေမှာဒီဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ဒီ goal လေစီးနားမှာပဲအဓိကတစားသမားတွေမရှိပဲပေါ့နော်ဒီ West Ham ရဲ့တစားသမားတွေတော့ဘောလုံးပြန်ထောက်တယ်ပြီးသားလို့ရှင်သူတို့ရဲ့ counter attacking ကိုကိုယ်နေတာနေပဲပြန်စတဲ့အနေထားဒါ Liverpool တင်းတော်တော်လေးကိုထိန်းချုပ်ခက်ခဲခဲ့တဲ့အနေထားတွေဖြစ်ခဲ့တယ်လို့ကျွန်တော်မြင်တွေ့ရတယ်ပြီးသားလို့ရှင်နောက်ထပ်ဒီပြိုင်ဘက်အသင်းရဲ့တစားသမားတွေရဲ့ခြေလန်းထက်လို့ကျွန်တော်တို့တစားသမားတွေရဲ့ခြေလန်းကဒီနေ့ပွဲစဉ်အထူးသဖြင့်ဒီဒုတိယပိုင်းမှာတော့2လမ်းလောက်ထိနောက်ကျတဲ့အနေထားတွေလို့မြင်တွေ့ရတာတော့ဒါသိပြီးတော့ခြေနဲ့ဆရာမတောင်းလွယ်ဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပေးသက်တယောက်အနေနဲ့လည်းမျှော်လင့်ဒါပဲပေါ့နော်ဒီရာသီမှာဆိုလို့ရှိရင်အခုအရင်နေ့တွေတာပဲဆာလာကိုကျွန်တော်တို့ဒီတက်တန်းတိုးနိုင်တယ်ပြီးအဲ့အတွက်ဆာလာကဆက်ရှိနေပဲပြီးသားလို့ရှိရင်ဖန်ဒိုက်ကလည်းတက်တန်းတိုးကိုကျင်းနေသလားဖြစ်နေတဲ့အတွက်ဒီလာမယ့်အပတ်အတွင်းမှာပဲဖန်ဒိုက်ကိုလည်းတက်တန်းတိုးမယ်ဆိုတဲ့အတွက်ဒီကစားသမား2ယောက်တော့ဆက်ရှိနေပဲပြီးသားလို့ရှိရင်နောက်ထပ် change တွေကလည်းဆက်တိုက်ဆက်ပြီးရှိနေမယ်ပေါ့နော်အဓိကအရောင်းထောက်ရမယ့်ကစားသမားတွေကလည်းကျွန်တော်တို့မြင်တွေ့နေရပြီအသက်ဝယ်လာမယ့်ကစားသမားတွေကိုလည်းကျွန်တော်မြင်တွေ့ရဖို့ရှိတယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးမယ်ဗျာအသင်းအနေနဲ့ဘယ်လောက်သုံးပါလဲတန်း200ပါလားတန်း200ပေးမယ်ဆိုရင်တော့မှဒါကျွန်တော်တို့ Liverpool ပေးသက်တွေနဲ့တော်တော်လေးကျေနပ်စရာကောင်းမဲ့အနေထားတစ်ခုလို့ပြောရမယ်ဒါပေမဲ့လက်ရှိဘောလုံးလောကရဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်မို့လို့ဆိုလို့ရှိရင်ကျွန်တော်တို့တန်း200သုံးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က100သေးအတွင်းမှာဒီ Manchester City အသင်းလိုမျိုးဒီကစားသမားဘယ်လိုပြောမလဲတကယ် quality ပြည့်တဲ့ကစားသမား3သင်းစာလောက်ရှိတဲ့အသင်းတစ်သင်းဖြစ်လာမှာမဟုတ်ဘူးပြီးသားလို့ရှိရင်ဒီ Real Madrid လိုမျိုးပဲတကယ် world class ဖြစ်တဲ့ player တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းကိုကျွန်တော်တို့တွေနဲ့ဒီနေတွင်းညာတွင်ဖြစ်လာမယ့်အနေထားမရှိဘူးအဲ့အတွက်ဆိုလို့ရှိရင်နောက်ရာသီမှာလည်းကျွန်တော်ပြောချင်တဲ့ point က Arne Slot အနေနဲ့ဆိုလို့ရှိရင်ဒီလိုပြဿနာဒီလိုကြုံတွေ့နေရတဲ့အခြေအနေတွေကိုကြော်ဖြတ်ဖို့တော့ဒါအပြင်ကsolution တွေကိုကျွန်တော်တို့ရှာထပ်စားလို့ရှင်အခုလက်ရှိနေတဲ့တစားသမားတွေကနောက်ရာသီမှာဆက်ရှိနေမဲ့တစားသမားတွေစီတာနေပဲ solution ကိုကျွန်တော်တို့ရှာနိုင်မှုလိုအပ်တယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်အဲ့နေရာမှာတစားသမားတွေရဲ့အားနည်းချက်ကဘာလဲသူတို့ဒါပွဲပန်းလုံးတဲ့ပြဿနာလားပွဲပန်းလုံးလားဆိုလို့ရှင်လည်းတိုင်းတာထူထီတော့ကျွန်တော်လက်ခံပြီးလို့ရတယ်ပေါ့နော်အရှိမ100တီလုံးနေနဲ့ကျွန်တော်တို့ပွဲ40 50ဇက်တိုက်တစားလာတဲ့တစားသမားတွေအဲ့အတွက်သူတို့ rotation ပို့လို့လားဒါမှမဟုတ်လို့ရှိရင်ဒီကစားသမားတွေမှာပဲဒါသူတို့ရဲ့အကျိုးစားအားထုတ်မှုနေတာလား mentality ဘိုင်းမှာအားနည်းမှုရှိနေတာလားဒါမှမဟုတ်လို့ရှိရင် slot ရဲ့ကစားထွက်ကိုသူအနေနဲ့အားနည်းမှုရှိနေတာလားဆိုတဲ့ဟာတွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမယ်အနေထားတစ်ခုပေါ့နော်ဒီအနေထားကိုဒါ
ဒါကျွန်တော်တို့တောင်းတောင်းသုံးသပ်နိုင်မယ်ဆိုလို့ရှိရင်အဖြေကလည်းဒီထဲမှာပဲရှိနေမယ်လို့ကျွန်တော်တို့ယုံကြည်ပါတော့နောက်ရာသီမှာကျွန်တော်တို့ကျွန်တော်ရှင်းမှာပြောရတဲ့လိုပဲတစားသမားတွေကိုတန်း200ပေးထော်မလားတန်း300ပေးထော်တန်း300တော့ကျွန်တော်နေတာပြောမယ်ဆိုလို့ရှိရင်ဘယ်လိုလီဗာပူးတင်းနေတယ်လုံးဝမဖြစ်နိုင်တဲ့နေတာတန်း200အထိအများဆုံးပေးပြီးခေါ်မယ်ဆိုရင်တော့မှနေရာဆုံးကျွန်တော်တို့ဖြည့်နိုင်မယ့်အနေထားတစ်ခုမှလက်ရှိအနေထားရမဖြစ်နိုင်ဘူးပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်တော့ဒါလက်ရှိရှိနေတဲ့တစားသမားတွေတွေကဒါနေပဲအဖြေရှာဖို့လိုအပ်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အသိနိုင်ပွဲရသွားတဲ့အကြောင်းရင်းတစ်ခုကတော့ဒါကျွန်တော်အနေနဲ့ချီးကျူးရမယ်ဆိုလို့ရှိရင်အဓိကတော့ကိုသမားအလက်ဆန်ကိုချီးကျူးရမယ်ပေါ့နော်အလက်ဆန်နေနဲ့ဘာလို့တကယ်ကမ္ဘာအကောင်ဆုံးကိုသမားတယောက်ဖြစ်နေလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်တကယ် decent ဖြစ်တဲ့ goalkeeper တွေပြီးသွားလို့ရှိရင်ကောင်းတဲ့ goalkeeper တွေ Premier League မှာတော့ကျွန်တော်အသင်းမှာတော့ရှိတယ်ဗျာ Trelaha ဆိုလို့ရှိရင်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တကယ်ကောင်းတဲ့ကစားသမားတွေမှာပါတယ်ဒါပေမဲ့ Trelaha နဲ့ဒီ Alisson ရဲ့ဂျားမှာဆိုလို့ရှိရင်ကျွန်တော် level တစ်ခုကကွာဟမှုရှိနေတာတော့ကျွန်တော်ပြောရမယ်ပြီးတော့တခြား Premier League အသင်းကြီးတွေရဲ့ဂိုးသမားတွေနဲ့ကျွန်တော်တို့ဒီ Alisson နဲ့ဂျားမှာလည်း level တစ်ခုကွာခြားမှုရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မြင်တွေ့နေရတယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်အနိုင်ပွဲပေါ်မှာကျွန်တော်နေ full credit ကိုတော့ဒါ Alisson ကိုပေးခြင်းတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ Alexis McAllister ရဲ့အကျိုးစားအားထုတ်မှုပြီးတော့လို့ရှိရင်သူတပွဲလုံးမှာပါဝင်ကစားခဲ့တဲ့ပုံစံတွေကိုလည်းကျွန်တော်တို့ချီးကျူးရမယ်နောက်ထပ်ဆာလာအနေနဲ့ဆိုလို့ရှိရင်လည်းပထမပိုင်းမှာသူ့အနေနဲ့အကောင်းဆုံးခြေစွမ်းတစ်ခုကိုပြသသွားခဲ့ရတော့ကျွန်တော်တို့မြင်တွေ့နေရတယ်ပေါ့နော်ပြီးတော့လို့ရှိရင် Conor Bradley တို့ဒီနေ့ပွဲစဉ်မှာဆက်ပြီးတော့မြင်တွေ့နေရတာကျွန်တော်တို့အားရစရာကောင်းတယ်ဒါပေမဲ့တစ်ဖက်ကတောင်ပန်မှာဖြစ်တဲ့ဒီ Semi-Trust တော့ပြီးတော့လို့ရှိရင် Andy Robertson တော့နှစ်ယောက်စလုံးကတော့နောက်ရာသီမှာကျွန်တော်အနေနဲ့အသင်းမှာဘလို့အခြေအနေတွေဆက်ရှိနေမလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်သဘောထားရဆိုလို့ရှိရင်တော့ Robertson ကအခြေအနေဆိုတယ်မှန်တယ်ဒါပေမဲ့ Semi-Trust ကျွန်တော်တို့ Robertson တက်ပို့ပြီးချိန်နေပို့ဆိုးရလို့ကျွန်တော်တို့ယုံကြည် Robertson ကလူတွေမြင်သာလောက်တဲ့အမားတွေလို့သူ့အနေနဲ့အချိန်ချင်းကျူးလွန်တာတွေရှိတယ်ပြီးတော့တဲ့ Fulham တင်းတဲ့ပွဲစဉ်မှာတော့သူ့ကြောင့်မို့လို့ကျွန်တော်တို့သွင်းတို့ခွင့်ပြုပေးတယ်ရတယ်ပြီးတော့လို့ရှိရင်ဒီနေ့ပွဲစဉ်မှာအုံကိုတို့သိမ်းယူတယ်ပေါ့နော်ဒါအနေထားတွေရှိတယ်ဒါပေမဲ့ Semi-Trust ကြတော့သူ့စိတ်ဓာတ်လေးဘာမှလည်းမျောလင်းလို့မရသလိုပြီးတော့လို့ရှိရင်ဘာမှလည်းဆက်မဖြစ်လာတဲ့အနေအထားတယောက်ဖြစ်နေတယ်ဒါကျွန်တော်တို့အတွက်လုံးဝဓာတ်ဘူးကြီးပဲပေါ့နော်ဟိုသူသားเจ้าကြီးတစ်ချောင်းပဲတောင်းမှာထောင်ထားသလိုမျိုးပဲဗျာသူစီကနေဘာမှလည်းမဖြစ်လာဘူးအဲ့လိုတစားသမားတွေကဒီအသင်းအတွက်ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲတဖြည်းဖြည်းနဲ့အတွင်းကနေလှိုက်စားတယ်ပေါ့နော်ဟိုတခြားထားဆို Man United ကတချို့တစားသမားတွေလို့ mentally ရအသင်းပေါ်မှာအကျိုးရုပ်စေတဲ့ကိစ္စမျိုးတွေသူ့အနေနဲ့ပြုလုပ်ထည့်တာမရှိဘူးဒါပေမဲ့လည်း performance ဘိုင်းရဆိုလို့ရှိရင်တော့ Liverpool တင်းနေနဲ့Robertson တို့နေရာကိုအစားထိုးဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်နှစ်ယောက်စလုံးကိုတော့ကျွန်တော်အနေနဲ့နောက်ရာသီမှာရောင်းလိုက်ဖို့ဆိုတာကတော့တိတ်ပြီးမဖြစ်နိုင်ဘူးလို့ထင်တယ်ပေါ့နော်တယောက်ကိုပဲဆက်ထားမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ Robertson ကိုပဲဆက်ထားခြင်းပြီးတော့ Semi-Trust ကိုထုတ်လိုက်တင်ပြီလို့ကျွန်တော်တို့ယုံကြည်ရဲပေါ့နော်ပြီးသားလို့ရှိရင်ဂျိုတာအနေနဲ့ဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာလည်းသူ့အနေနဲ့ထုံးစံတိုင်းပဲ link trap ကကောင်းတယ်ပြီးသားလို့ရှိရင်လှုပ်ရှားမှုတွေကောင်းတယ်ဒါပေမဲ့တကယ်အရေးအကြောင်းဆိုလို့ရှိရင်တော့ပွဲတော်တော်များများမှာပျောက်နေတဲ့အနေထားတွေတော့သူ့အနေနဲ့တိုးတက်အောင်လုပ်နိုင်ဖို့လိုမယ်လို့ကျွန်တော်တို့ထင်နေပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ဒီနေ့ပွဲစဉ်ရဲ့ဆက်လိုက်ကြော်ကြီးဖြစ်တဲ့ Van Dijk ပေါ့နော် Van Dijk အနေနဲ့ဆိုလို့ရှိရင်ဒီနေ့တပွဲလုံးတိုင်းတာရဆိုလို့ရှိရင်တော့ခြေစွမ်းပိုင်းရလိုအပ်ချက်ကြီးကြီးမားမားရှိတယ်ဒါပေမဲ့လည်းဘယ်လိုပြောမလဲနောက်ဆုံးအနေထားမှာပေါ့နော်88မိနစ်မှာဆိုလို့ရှိရင် Liverpool အသင်းအတွက်တကယ်အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူပေးနိုင်တဲ့အတွက်ကျွန်တော်တို့ဒါကတော့သူအနေနဲ့ heroic ဖြစ်တဲ့ပွဲတစ်ပွဲလိုပဲကျွန်တော်တို့ကတော့သုံးသပ်ရမယ်ပေါ့နော် Liverpool တင်းတော့ထုံးစံတိုင်းမှာပဲဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း drama မဖြစ်ဖြစ်အောင်ဖန်တီးသွားပြီးမှကျွန်တော်တို့ဒီနိုင်ပွဲတစ်ပွဲလိုရအောင်ယူသွားတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ရာသီကုန်နဲ့ရောက်ခံနေပြီအသင်းအနေနဲ့ဆိုလို့ရှိရင်လည်းနောက်ထပ်နိုင်ပွဲနှစ်ပွဲပဲရအောင်ယူနိုင်ဖို့လိုတဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ခြေစွမ်းမိုက်တော့တိတ်ပြီးတော့ဝေဖန်စရာတော့မရှိဘူးဒါပေမဲ့လည်းဝေဖန်စရာမရှိဘူးဆိုတဲ့အနေထားမှာတော့လက်ရှိအခြေအနေမှာကျွန်တော်အနေနဲ့ဒီကိစ္စတွေတော့ပြောမိနေပြီပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်နောက်နေ့ပွဲစဉ်တွေမှာလည်းဆက်ပြီးတော့ပြောမိရုံပဲလို့တော့ကျွန်တော်အနေနဲ့ထင်တယ်ဒါပေမဲ့လည်းအဓိကအရေးကြီးတာကတော့နိုင်ပွဲတစ်ပွဲကိုဘလိုပဲဖြစ်ဖြစ်ရအောင်ယူနိုင်ဖို့လိုအပ်တဲ့အနေအထားမှာရှိတယ်လိုအပ်နေတယ်ပေါ့နော်အသင်းရဲ့လက်ရှိအနေအထားရတော့ဒါကအသင်းတစ်သိန်းနေနဲ့အကောင်းဆုံးအနေအထားမှာရှိမနေပဲနဲ့ဒါကျွန်တော်တို့ရဲ့ပုံစံတော့တော်တော်လေးလိုရော့တိရော့ရဲဆန်တဲ့အနေအထားမှာရှိနေပေါ့နော်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ Liverpool အသင်းအနေနဲ့ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့သလိုပဲပြဿနာအဖြေရှာဖို့တော့အတွင်းပိုင်းမှာပဲရှိမယ်အပြင်ထပ်စားလို့ရှိရင်ဒါတော့ကျွန်တော်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးမြင်ခဲ့တဲ့အချက်တစ်ချက်ပေါ့နော်ဒီနေ့ပွဲစဉ်နိုင်ပွဲကြောင်းမို့လို့ဆိုလို့ရှိရင် Liverpool သင်းအနေနဲ့ Premier League မှာ32ပွဲတစားပြီးတော့ကျွန်တော်တို့ဒီစုစုပေါင်းရမှ86မှတ်နဲ့ဒုတိယနေရာတော့ Arsenal အသင်း73မှတ်အကွာမှာရပ်တည်နေနိုင်တယ်ပြီးနောက်ထပ်လာမယ့်ပွဲစဉ်2ပွဲဖြစ်တဲ့ Leicester City အသင်းနဲ့ Tottenham Hotspur အသင်းတို့ပွဲစဉ်2ပွဲထိုးတာကျွန်တော်တို့အနိုင်ရအောင်ကစားနိုင်တယ်မယ်ဆိုလို့ရှိရင် Liverpool သင်းအနေနဲ့ဒါ Premier League ဆုဖလားကိုAnfield Green တွေမှာပေါ့နော်ရယူနိုင်မယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်ဒါကကျွန်တော်ရဲ့ဒီ Liverpool သင်းနဲ့ West Ham သင်းတို့ရဲ့ drama ဆန်ခဲ့တဲ့နိုင်ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်